ကွန်ဒိုပြိုကျမှုမှာရန်နာပစ္စည်းတွေကိုပြန်မပေးဘဲနဲ့တင်ထားတဲ့စကိုင်းမီလာကွန်ဒိုကြောင့်ဖွင့်ချလိုက်တဲ့ဒုက္ခဒိုင်းမွန်ကျန်ရည်သူမိသားစုစကိုင်းမီလာကွန်ဒိုပြိုကျမှုမှာပျောက်ဆုံးသွားတဲ့တန်ဖိုးကြီးစိန်ထရန်နာပစ္စည်းတွေကိုတခုမှပြန်မရကြောင်းပြောလာသူကတော့စကိုင်းမီလာကွန်ဒိုငလင်ကြောင့်ပြိုကျမှုမှာအသက်ဆုံးရှုံးသွားတဲ့ဒုက္ခဒိုင်းမွန်စိတ်တိုင်းပိုင်ရှင်ရဲ့ကျန်ရည်သူမိသားစုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပတ်စံငွေကြေးချမ်းသာကြွယ်ဝသူတွေဟာသူတို့ပိုင်ဆိုင်တဲ့တန်ဖိုးကြီးရန်နာတွေငွေတွေကိုဘဏ်မှာမထားဘဲနဲ့အိမ်မှာမိခင်တက်တာနဲ့ထားတဲ့ကြပါရီ။အခုငလင်ပေးကြုံလိုက်ရတဲ့ချိန်မှာတော့အိမ်တွေမှာထားတဲ့ရန်နာပစ္စည်းတွေကိုဟိုတယ်ပိုင်ရှင်တွေကွန်ဒိုပိုင်ရှင်တွေကရိုးသားစွာနဲ့မပေးလို့တော်တော်လေးဒုက္ခရောက်နေကြတာပါ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာဆိုရင်လေဂရီဝေါ်ဟိုတယ်ပြိုကျမှုမှာခင်မွန်းတင်နဲ့သမီးလေးတွေကိုအသက်ဆုံးရှုံးလိုက်ရတဲ့မင်းနေရွှေဟာဆိုရင်လေသူမခင်မွန်းပိုင်ဆိုင်တဲ့တန်မိုးကြီးကြောက်စိမ့်တွေကိုဂရီဝေါ်ဟိုတယ်ဘက်ကပြန်မပေးလို့ဒုက္ခရောက်နေတာဖြစ်ပါတယ်။အခုတခါငလင်ပေးကြောင့်ပျောက်ဆုံးသွားတဲ့စိတ်နေပြန်မရသေးတာကဒုက္ခဒိုင်းမုံရဲ့ကျင်းရည်သူမိသားစုသားမိဖြစ်ပါတယ်။အားလုံးသိထားကြတဲ့အတိုင်းမေလ28ရက်နေ့နေ့လယ်12နာရီမိနစ်50ချိန်စကိုင်းမြို့ဒီလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြေငလင်ကြောင့်မြန်မာနိုင်ငံမှာပျက်စီးဆုံးရှုံးမှုတွေအတော်လေးကိုမှများပြားခဲ့တာဖြစ်ပါတယ်။ဒီထဲကမှအထီးကိုက်သေးဆုံးမှုတွေအများဆုံးဖြစ်ခဲ့တာကတော့မန်လေးမြို့ကနမေကြီးတထေးတွေတော်တော်များနေထိုင်တဲ့စကိုင်းမီလာကွန်ဒိုပြိုကျပျက်စီးမှုဖြစ်ပါတယ်။အဆိုပါစကိုင်းပီလာကွန်ဒိုကြီးပြိုကျပျက်စီးမှုမှာလူပြောအများဆုံးဖြစ်ခဲ့တာကတော့မြန်မာနိုင်ငံ၏နာမည်ကြီးစိန်တိုင်းတစ်ခုဖြစ်တဲ့ဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်တထေးမကြီးတက်ရှင်လျက်နဲ့ပိတ်မိနေတဲ့ဖြစ်စဉ်လို့ဆိုရပါမယ်။ဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်ဒိုမိုးတီရာရွှေဟာအလူတန်းရရောသလိုစိတ်တော်ထားလေးကောင်းတာကြောင့်နာမည်ကျော်ကြားကလူချစ်လူခင်ပေါ်များတာပါ။ဒါပြင်ပရိသတ်တွေမြန်မာအိုက်ဒေါဆိုတော့ရင်းအောင်ရဲ့ရောက်ခမဖြစ်တဲ့လူသိများတာပါ။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်ကလေးကြောင့်စကိုင်းပီလာကွန်ဒိုပြိုကျပျက်စီးမှုမှာတော့ဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်တထေးမကြီးနဲ့တူသမီးကြီးဆုံးတမက်မြင်းမာလေးနဲ့အခြားသောအင်ကူကလေးမလေးတွေပါသွားခဲ့တာပါအစောပိုင်းမှာတော့ဒုက္ခဒိုင်မောစိန်တိုင်းပိုင်ရှင်တထေးမကြီးနဲ့အင်ကူမိန်းကလေးတယောက်ဟာအသက်ရှင်လျက်နဲ့ပိတ်မိနေတာဖြစ်ကကယ်ဆယ်ရေးတွေကတော့ကုညီကယ်ဆယ်ဖို့3ရက်လောက်အပြည့်တန်စူးစမ်းခဲ့ပေမယ့်နောက်ဆုံးမှာတော့ဒုက္ခဒိုင်မောတထေးမကြီးကိုမကယ်တင်လိုက်နိုင်မင်းနဲ့အင်ကူကလေးမလေးကိုသာကယ်တင်လိုက်နိုင်တာဖြစ်ပါတယ်မကယ်တင်နိုင်ခင်မှာတော့ဒုက္ခဒိုင်မောတထေးမကြီးဟာသူမအသက်ရှင်နေသေးကြောင်းတဆဆကုညီတောင်းခဲ့တယ်လို့သမီးငယ်နဲ့ဆိုတော့ရင်းအောင်ကသူမကိုလာခဲ့မှာပါဆိုပြီးတော့မျှော်လင့်နေခဲ့ကြောင်းအင်ကူကလေးမလေးကတဆင်ပြန်ပြောပြလို့သိရတာပါ။ဒါကြောင့်လေကျန်ရည်သူဒုက္ခဒိုင်မောတထေးမကြီးရဲ့သမီးငယ်ဟာယူကျုံမရဖြစ်နေရတာဖြစ်ပါတယ်။ဒါပြင်မိခင်ဖြစ်သူဟာစကိုင်းဗီလာကွန်ဒိုမြင်ကလေးကြောင့်ပြိုကျမှုမှာအသက်ရှင်နေပေမဲ့လေချိန်မီမကယ်ဆယ်နိုင်ခဲ့လို့အသက်ဆုံးရှုံးရတဲ့ပုံမှာမန်နင်းစီလင်ဝင်းကစင်မကောင်းဖြစ်ရတာပါ။လူတွေကတော့ဒီလိုစကိုင်းဗီလာကွန်ဒိုပြိုကျကအသက်ဆုံးရှုံးသွားခဲ့ရတဲ့ပုံမှာစကိုင်းဗီလာကွန်ဒိုစာအုပ်ရဲ့ခိုင်ခန့်မှုတာဝန်ခံမှုတွေကိုမိကွန်းထုတ်ကြတာပါ။အခုခါမှာတော့ပိုဆိုးတာကစကိုင်းဗီလာကွန်ဒိုတာဝန်ရှိသူတွေဟာအစာအုပ်ပြိုကျမှုမှာဆုံးရှုံးသွားရတဲ့ရန်နာပစ္စည်းတွေပိုင်ရှင်တွေကိုပြန်မပေးဘဲနဲ့တင်ဆက်ထားကြောင်းဒုက္ခဒိုင်မောတထေးမကြီးရဲ့ကျင်းသူမိသားစုဝင်တွေကဆိုခဲ့လာတာဖြစ်ပါတယ်။စကိုင်းမီလာကွန်ဒိုဆိုတာကလူကုန်တဲ့တထေးကြီးတွေနေထိုင်တဲ့နေရာမလို့စိန်ဆိုင်ရွှေဆိုင်ရန်နာဆိုင်တွေဖွင့်လှစ်ထားတာများပါတယ်။စကိုင်းမီလာကွန်ဒိုပြိုကျမှုမှာတော့အဆိုပါရန်နာပစ္စည်းတွေမှာအထက်ပါသွားခဲ့တာပါ။အထူးသဖြင့်ဒုက္ခဒိုင်မောစိန်တိုင်းဟာလည်းစကိုင်းမီလာကွန်ဒိုထဲမှာဖွင့်လှစ်ထားတာမလို့စိန်တွေရန်နာတွေအများကြီးပျောက်ဆုံးနေတာဖြစ်ပါတယ်။အခုခါမှာတော့စကိုင်းမီလာကွန်ဒိုဘက်ကပစ္စည်းတွေပြန်လာယူဖို့ပြောတဲ့ချိန်မှာပြန်ရတာက passport စာအုပ်နဲ့ကလေးကစားစရာပီချူရုပ်ကလေးနှစ်ရုပ်ပဲရှိတယ်လို့ဆိုပါတယ်။ဒါပြင်စကိုင်းပီလာကွန်ဒိုပြိုကျမှုကိုရှင်းလင်းစင်မှာလည်းအပြင်လူတွေကိုဝင်ခွင့်ကြည့်ခွင့်မပေးဘူးလို့ဆိုပါတယ်။ဒါကြောင့်လည်းစကိုင်းပီလာကွန်ဒိုတာဝန်ရှိသူတွေဟာရန်နာပစ္စည်းတွေယူထားကြောင်းဒုက္ခဒိုင်မောစိန်တိုင်းပိုင်ရှင်ရဲ့ကျန်ရည်သူမိသားစုဝင်တွေကချပြလာခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့စကိုင်းပီလာကွန်ဒိုဘက်ကပြန်လည်ဖြေရှင်းတာမျိုးမရှိသေးပါဘူး။လက်တလုံးမှာတော့ဒုက္ခဒိုင်မောရဲ့စိန်တွေပျောက်ဆုံးနေတာဖြစ်ပါတယ်။ပြီးတော့ကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောဒုက္ခဒိုင်မောရဲ့စိန်တွေကိုပြန်မပေးသေးပဲစကိုင်းမီလာဟိုတယ်ကိုဘယ်လိုမြင်တယ်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။